ပိုင်း30ရက်ဆောင်တော့အရင်နေ့ကမုန်တိုင်းတက်ထားတာကြောင့်ကျူကြနေတဲ့တစ်ကိုင်းကိုတေထုံနေခဲ့ပါတယ်။အိမ်ချန်ဖွားကြီးကလည်းအိမ်ခါမှုပေါက်သွားပြီဆိုပေမဲ့လည်းပြင်ခောက်ကိုအိမ်ငါးတဲ့ထည့်ပေါင်းလိုက်မယ်လို့လုပ်နေတာကြောင့်ခင်မင်စာလည်းလှန့်သွားပြီးနောက်မှအဖွားကလည်းစတာပါဆိုကပြောနေခဲ့တာပါ။နောက်ပြီးသူယူလာတဲ့အဝတ်တွေကိုလျှော်ပေးဖို့ခင်မင်စာကိုပေးထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ခင်မင်စာလည်းဒီဆိုင်ကိုဒီလောက်နေတဲ့ဇီနှုံးနဲ့ငါပေးထားတဲ့အင်ရှင်ဖွားကြီးကအရန်ကျင်နာတာပဲဆိုကပြောနေခဲ့တာပါအဲအချိန်အကိမမကရောက်ချလာခဲ့ပြီးဆိုင်ကဘာဖြစ်တာလဲလို့မိနေခဲ့ကခင်မီစာလဲကိုနေ့ကမုံတိုင်းတိုက်တော့နောက်ကတစ်ပြင်ကတစ်ကိုင်းမူကျူးပစ်ချလိုက်ကြောင်းပြနေခဲ့ပါတယ်အဲ့ဒီအချိန်အကိမမလည်းပြင်နဲ့သူမရဲ့စကတ်ကိုပြလိုက်ပြီးညင်ရီတွေဖြေသွားခဲ့တာလို့ပြနေခဲ့ကဒီမှာကျွန်တော်တခုပြောချင်တာကအကိမမကကျောင်းစင်မဖြစ်နေခဲ့တာပါအကိမမလည်းခင်မီစာကိုမနေ့ကတည်းကတလွဲတွေကြီးပဲဖြစ်နေတာလို့စိတ်ရင်းနဲ့ပြောနေခဲ့ပါတယ်ခင်မီစာလည်းဘယ်အချိန်လောက်ကတည်းကပြည်သွားတာလဲလို့မိနေပြီးကိမမလည်းမနေ့ကတည်းကဆိုတော့3နာရီလောက်ရှိပြီပေါ့လို့ပြောလာတာကြောင့်ခင်မီစာလည်းအခုမှမဖယ်ရင်နောက်ဖယ်လို့ရောက်တော့မှာမဟုတ်ဘူးပြီးတော့မြင်အစွန်းတွေကိုဖယ်ဖို့ဆိုတာအချိန်နဲ့အပြိုင်လုပ်နေရတာလို့ပြောနေပြီးခင်မီစာလည်းအကိမမကိုရှင်းပြနေခဲ့ပါတယ်အဲ့ဒီလူနဲ့အကိမမကဒုတိယကြီးအင်ဂျီထားချွတ်လာတာကြောင့်ခင်မီစာလည်းတားနေခဲ့ရပြီးအနားမှာလူတွေရှိတယ်လို့ပြောနေခဲ့ကအကိမမလည်းအပူဝတ်ပါတယ်လို့ပြောပြနေခဲ့ပြီးနောက်ပြီးစကတ်ဝတ်ပါချိုးမယ်အလုံးမှာခင်မီစာလည်းထောက်អော်လိုက်ပြီးသူမရဲ့ဆိုင်ထဲမှာသွားချိုးဖို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့ခင်မီစာလည်းအကိမရဲ့စကတ်ဘောကမြင်တွေကိုဖယ်နေခဲ့ပြီး3ခေါက်လောက်လှုပ်တာတော့မပြောင်သွားတာကြောင့်ဒီလိုနဲ့ခင်မီစာလည်းအကြံရသွားပြီးချက်ထားတဲ့ထမင်းကိုယူပြီးပြင်တဲ့နေရာကိုထမင်းနဲ့ပို့ပေးလိုက်ပါတယ်အဲ့လိုနဲ့ခင်မီစာလည်းအကိမမရှိတဲ့ကျောင်းကိုအဝတ်တွေကိုလာပို့ပေးနေခဲ့တာပါအဲ့အချိန်နိုင်ရူကရောက်ရှိလာခဲ့ပြီးအကိမကနိုင်ရူတို့ရဲ့အတိုင်းပန်ဆရာမမှန်တီးလိုက်ရပါတယ်နောက်နေ့မှာတော့ခင်မီစာကဟဆူယူတို့အိမ်ကိုအလဲသွားနေခဲ့တာပါဒီလိုနဲ့ဟဆူရဲ့အိမ်ကိုရောက်ရှိလာခဲ့ပြီးဟဆူရဲ့အိမ်မှာခွေးနှကောင်မွေးထားခဲ့ပါတယ်ခင်မီစာလည်းခွေးနှကောင်ကိုထိန်းနေခဲ့ရပြီးဟဆူယူလည်းနေ့လေစာစားဖို့အတွက်ပြင်ဆင်နေခဲ့တာပါအဲ့လူနဲ့နှစ်ယောက်သားလည်းနေ့လေစာစားနေခဲ့ကြပြီးခင်မီစာကအရန်ကောင်းတာပဲဆိုကပြောနေပြီးတူဦးလုံးပြောင်တင်းခါအောင်တိတ်သွားခဲ့ပါတယ်အပြင်မှာလည်းဟဆူယူမွေးထားတဲ့ခွေးနှကောင်ကရေကစားပြီးညစ်ပတ်သွားတာကြောင့်ဟဆူယူကတားနေခဲ့ပြီးသူမတို့နှစ်ယောက်ကိုရီလန်းပတ်လာတာကြောင့်နှစ်ယောက်သားလဲဆူသွားပြီးခွေးနှကောင်ကိုတန်ရှည်လုပ်ပေးဖို့ကိုအကြောင်းဖန်လာခဲ့ပါတယ်ဒီလိုနဲ့ခင်မီစာကိုဟဆူယူကအိမ်ကိုကားနဲ့ပြန်လာပို့ပေးနေခဲ့တာပါဟဆူယူကလည်းဒါနဲ့ဒီအထည်လေးကိုအပ်ထားမယ်နော်လို့ပြောပြီးဒါဆိုနောက်မှပြန်တွေ့ကြမယ်ဆိုကပြောပြီးသူမလူနောက်လက်မကြည့်ပဲထက်သွားခဲ့ပါတယ်ခင်မီစာလည်းဆိုင်လေးကိုဝင်ဖို့လုပ်နေချိန်မှာအထာမကျပေမဲ့ယူပန်လန်းနေတဲ့အင်ဂျင်အဖွားကြီးကခင်မီစာရဲ့အိမ်နားကနေထွက်လာခဲ့ပြီးခင်မီစာလည်းနှုတ်ဆက်လိုက်ကအဖွားကလည်းခင်မီစာရဲ့အင်ဂျီပေါ်ကကြည်ရင်တဲ့အရာကိုတွေ့လိုက်ရတော့ဘာကြီးတုံးလို့ဆက်ဆူနေခဲ့တာပါခင်မီစာလည်းခွေးချေရဖြစ်ကြောင်းပြောလိုက်ပြီးအဖွားကလည်းအိမ်နောက်ကခြံကိုလည်းကြည့်ပြီးဆိုတော့ပြန်တော့မယ်ဆိုကထက်သွားခဲ့တာပါအဲအချိန်နိုင်ရူရဲ့အဖွားကအဝတ်လျှော်ဖို့အတွက်ရောက်ချလာခဲ့ပါတယ်